2004ခုနှစ်ဒီဇင်ဘာ26ရက်နေ့မနက်ခင်းတစ်ခုဟာကဘာကြီးရဲ့အကြောက်ဆုံးတဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းအန်ဒမန်ပင်လယ်အတွင်းမှာရှိတဲ့ PP Island ဟာအဲ့ဒီနေ့မတိုင်ခင်အထိကဘာလက်ခရီးသွားတွေအများဆုံးလာရောက်တဲ့ပရာဒီတုကျွန်းတစ်ကျွန်းဖြစ်ခဲ့ပါတယ်။ဖြူဖွေးတဲ့တဲတောင်ပင်အပြာရောင်ပင်လယ်ညဘက်ပါတီတွေပျော်ရွှင်နေတဲ့ခရီးသွားတွေဘယ်သူမှနိုင်ပိုင်းအတွင်းမှာအဲ့ဒီနေရာဟာငရဲတစ်ခုလိုပြောင်းလဲသွားမယ်လို့မထင်ခဲ့ကြပါဘူး။အဲ့ဒီမနေ့အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းအနီးမှာအလွန်ပြင်းထန်တဲ့ငရဲကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငရဲဟာအင်ဒီယန်အိုးရှင်းတစ်ခုလုံးကိုတုန်ခါသွားစေခဲ့ပြီးစမိုင်းထဲကအကြီးဆုံးဆူနာမီလိုင်းကြီးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အစာပိုင်းမှာတော့ PP Island ပေါ်ကလူတွေဟာဘာမှမသိကြသေးပါဘူး။တချို့ကကမ်းခြေမှာနေပူစာလုံနေတဲ့တချို့ကမနစ်စာစားနေတယ်တချို့ကပင်လယ်ထဲမှာရေကူးနေကြတယ်ဒါပေမဲ့ပင်လယ်ရေဟာရုတ်တရက်နောက်ဆုတ်သွားတယ်လူတွေကအန်အော်ဒီပင်လယ်ချမ်းပင်ပေါ်လာတာကိုကြည့်နေကြတယ်ငါးတွေလွယ်တွေကြောက်တုံးတွေပုံမှန်မဟုတ်တဲ့တိတ်ဆိတ်မှုတစ်ခုဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုဟာမကြာခင်လာတော့မဲ့အန်တရာရဲ့အတွက်တတိပေးချက်တစ်ခုထင်နေခဲ့ပါတယ်မိနစ်အနေခင်အကြာမှာအဝေးကနေလူတွေမမြင်ဖူးတဲ့အလုံးမြင့်မားတဲ့ရေလိုင်းနဲ့ကြီးတစ်ခုကျိုးစီကိုအရှိန်ပြင်းပြင်းနဲ့ဝင်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲလူတွေစတင်အော်ဟစ်ပြေးလာကြတယ်တချို့ကတောင်ပေါ်ကိုပြေးတယ်တချို့ကဟိုတယ်ထဲဝင်ပုံတယ်တချို့ကမိသားစုကိုလိုက်ရှာနေကြတယ်ဒါပေမဲ့အချိန်မရတော့ပါဘူးဆူနာမီလိုင်းကြီးဟာ PP Island ကိုတိုက်ခတ်ဖျက်ဆီးပစ်လိုက်ပါတယ်ဟိုတယ်တွေပြိုကျတယ်လွေတွေလွင့်စင်ကုန်တယ်လမ်းတွေပျောက်ကွယ်သွားတယ်လူပေါင်းထောင်ကြီးဟာမိနစ်ပိုင်းအတွင်းပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီနေ့ပြီးသွားပေမဲ့ PP Island မှာထူးဆန်းတဲ့အရာတွေစတင်ပြောကြလာကြပါတယ်ညဘက်တွေမှာကမ်းခြေဘက်ကနေလူအော်တန်တွေကြားရတယ်လို့ဆိုကြတယ်တချို့ခရီးသွားတွေကညထန်းကောင်းအချိန်မှာစိုးစွတ်နေတဲ့လူပုံရွေးတွေကိုမြင်ခဲ့တယ်လို့ပြောကြတယ်တချို့ဆိုလူမရှိတဲ့ကမ်းခြေမှာခြေအားတွေပေါ်လာတာကိုမြင်ခဲ့ကြတယ်ဒေသခံတချို့ကတော့အဲ့ဒီနေ့မှာတေဆုံးသွားတဲ့ဝိညာဉ်တွေဟာဒီနေရာကိုမစွန့်ခွာသေးဘူးလို့ယုံကြည်နေကြပါတယ်ဒီနေ့မှာတော့ PP Island ဟာပြန်လည်လှပနေပြီခရီးသွားတွေပြန်လာနေကြပြီပါတီတွေပြန်ရှိလာပြီဒါပေမဲ့ညဘက်တိတ်ဆိတ်သွားတဲ့အချိန်လိုင်းနံကြားထဲမှာအဲ့ဒီနေ့ကအော်ဟစ်တန်တွေအကူအညီတောင်းတန်တွေရှိနေတုံးပေတို့တချို့ကယုံကြည်နေကြပါတယ် PP Island ဟာပရာတီတူလိုလှပတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလှပမှုအောက်မှာ2004ဆူနာမီရဲ့ကြောက်စရာအမတ်တရားတွေကိုယနေ့အထိဖုံးကွယ်ထားစေပါတယ်ယခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေတင်ဆက်ပြီးမှမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်